NGO career ကိုစိတ်ဝင်စားပြီးတော့တင်နန်းတွေလည်းအခမဲ့တက်ချင်တယ်ဆိုလို့ရှိရင်တော့ဒီဗီဒီယိုလေးကိုဆက်ကြည့်ပေးပါရှေ့ဗီဒီယိုမှာအတော်များများစိတ်ဝင်စားတဲ့မြန်မာဘာသာစကားနဲ့ online course လေးတွေတက်လို့ရတဲ့ CSO Academy အကြောင်းကိုဒီမှာပြောပြပေးသွားပါမယ် website ကိုဝင်လို့ရမယ့် link ကိုcomment မှာပေးထားပါမယ်နှစ်နည်းနဲ့ဝင်လို့ရပါတယ် website ကနေဝင်လို့ရတယ်ဒါမှမဟုတ်လို့ရှိရင်လည်း Play Store app ကနေဝင်လို့ရပါတယ်ဒီထဲမှာသင်ခန်းစာတွေကတော့တော်တော်လေးကိုစုံပါတယ်နေပယ်အစုံကသင်ခန်းစာမျိုးစုံပါဝင်ပါတယ်ကိုစိတ်ဝင်စားတဲ့သင်ခန်းစာကိုဒီမှာရွေးချယ်ပြီးတော့လေ့လာလို့ရပါတယ် web-based နဲ့ပတ်သက်တဲ့သင်ခန်းစာတွေလည်းဒီမှာပါပါတယ်နောက်တစ်ခုကတော့ gender နဲ့ပတ်သက်တဲ့သင်ခန်းစာတွေပါမယ် cash finance ဘိုင်းတာတွေလည်းပါပါတယ်အမှန်နည်းသမားတွေအတွက် Power BI စရှိတဲ့သင်ခန်းစာတွေလည်းပါဝင်ပါတယ် AI နဲ့ပတ်သက်တဲ့သင်တန်းတွေလည်းဒီမှာလေ့လာလို့ရပါတယ်နောက်တစ်ခုကတော့ management နဲ့ပတ်သက်တဲ့သင်တန်းတွေ program management project management ဒါမျိုးတွေလည်းပါဝင်ပါတယ် website ထဲမှာဝင်တတ်တဲ့လူတွေအသုံးပြမှာခက်ခဲရှိတဲ့သူတွေအတွက် CSO Academy TikTok video link ဘယ်လိုမျိုးဝင်ရရဲဆိုတဲ့ process အဆင့်ကိုလုပ်ပေးတဲ့ link ကိုလည်းအောက်မှာ comment မှာရေးပေးရပါမယ် CSO Academy ရဲ့ဘယ် course တွေကသင်စိတ်ဝင်စားတဲ့ course တွေဖြစ်မလဲ comment မှာရေးပေးသွားလို့ရပါတယ်နောက် video တွေမှာပြန်တွေ့ကြပါမယ်ကျေးဇူးပါ